မန္တလေးမှာ TikTok ဇာတ်လီဇော်ဝင်းမောင်ကစီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကိုပြူစောတိတွေခေါ်ကအင်အားပြခဲ့ပါတယ်။မင်္ဂလာပါပရိသတ်ကြီးခင်ဗျာအခုတခါမှာတော့မန္တလေးမြို့ကအထည်လုပ်ငန်းရှင် TikTok ဇာတ်လီတဦးကြောင့်ဒုမိုးကွန်ရက်ပေါ်မှာရောမြေပြင်မှာပါတော်တော်လေးကိုရဲထသွားတဲ့ဖြစ်စံသတင်းတစ်ခုအကြောင်းကိုတင်ဆက်ပေးကြပါရစေ။စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကိုဥပဒေအတိုင်းမဖြေရှင်းပဲစစ်တပ်ကလမ်းထက်တက်ဆင်ပေးထားတဲ့ပြူစောတိလူမအင်အား20ကျော်ကိုဆိုင်ရှိအထိခေါ်ယူပြီးအင်အားပြချင်းချောက်ခဲ့တဲ့အထိမြို့ပြအခြေအနေကကြောက်စရာကောင်းလာခဲ့တာပါ။ဒီ TikTok ဇာတ်လီကဘသူလဲပြူစောတိတွေကကောဆိုင်ရှိမှာဘလို့အကျန်းပတ်စင်ကိုသွားလဲဆိုတာဆက်ကြည့်လိုက်ကြရအောင်ဖြစ်စဉ်ကတော့မန္တလေးမြို့မှာနေထိုင်ပြီးအထည်လုပ်ငန်းလုပ်ကိုင်နေတဲ့ TikTok ဇာတ်လီဇော်ဝင်းမောင်ဆိုသူဟာအထည်လုပ်ငန်းလုပ်ကိုင်သူအချင်းချင်းကြားပြဿနာဖြစ်ပွားခဲ့ရာကနေမန္တလေးမြို့ကနမဲကြီးပြူစောတိခေါင်းဆောင်တွေဖြစ်တဲ့ချိုကြီးနဲ့ပြူစောတိခေါင်းဆောင်ဘဘိုးအပါဝင်လက်နက်ကိုင်ပြူစောတိအင်အား20ထက်မနည်းကိုသူ့ရဲ့ဆိုင်ရှိအထိခေါ်ယူပြီးအင်အားပြခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုလာရောက်ချိန်မှာပြူစောတိခေါင်းဆောင်တို့ကငါတူကအေးစစ်စစ်စီးပွားရှာစားနေတာမတရားလုပ်မယ်ဆိုရင်မင်းတို့ဘက်မှာဦးလေးတို့ရှိတယ်ဆိုပြီးပြောခဲ့တယ်လို့နောက်တူကလည်းမိမလို့မိမရနဲ့ဝင်မပြောနဲ့ပွဲကြီးချင်းလိုက်ခဲ့ဆိုပြီးဗီဒီယိုဖိုင်ထဲမှာအတီအလင်းစိန်ခေါ်ချင်းချောက်ခဲ့ကြပါတယ်အင်အားပြတဲ့ရုပ်သံဖိုင်ကိုပြူစောတိခေါင်းဆောင်ချိုကြီးရဲ့ TikTok မှာတင်ခဲ့ပြီးနောက်နမဲကြီးပေါက်ကိုရောကိုတိုင်းကအဲ့ဒါအမှန်ကန်ဆုံးပဲလူမွဲမွဲပါစေစိတ်တမမွဲနဲ့ဆိုပြီးအားပေးအားမြောက်ကွန်မန့်ဝင်ရေးခဲ့တာကိုလည်းတွေ့ရပါတယ်တကယ်တော့ဒီ TikTok ဆယ်လီဇော်ဝင်းမောင်ဟာ2023ခုနှစ်ဇွန်လတော့ကစစ်ကောင်ဆောင်ကိုလှောင်ပြောင်းတဲ့ဗီဒီယိုရိုက်လို့ဆိုပြီးစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရဘူးတဲ့သူပါဒါပေမဲ့နောက်ပိုင်းမှာတော့စစ်တပ်လိုချနေထိုင်ပြီးစစ်တပ်နဲ့လုံလုံပူးပေါင်းသွားခဲ့တယ်လို့ဝန်ဖန်ခံနေရတဲ့သူလည်းဖြစ်ပါတယ်စီးပွားရေးပြဿနာကိုအခုလိုမျိုးပြလူမိုက်ကွန်ရက်တွေတုံးပြီးချိန်ချောက်လာတဲ့အပေါ်မိဘပြည်သူတွေကြားစိုးရိမ်မှုတွေမြင့်တက်နေပါတယ်နိုင်ငံရေးလှုပ်ရှားသူတို့ကတော့မျိုးပြမှာအာဏာရှင်လက်သက်မွေးထားတဲ့လူမိုက်ဇိုးတွေပရာဟိတသမားရောင်ဆောင်ပြီးမိုက်ကျေးခွဲပြနေကြပါပြီသူတို့ကမနှိမ်နှင်းနိုင်ရင်ပြည်သူဘဝတွေမှာတွေးရစရာပါပဲလို့ဝေဖန်ထားပါတယ်ကဲပရိသတ်တို့ရောစီးပွားရေးပြဿနာကိုပြူစောထီးတွေခေါ်ပြီးချင်းချောက်ခိုင်းတဲ့ TikTok ဇာတ်လီဇော်ဝင်းမောင်ရဲ့လုပ်ရပေါ်ဘလို့မြင်ကြလဲအကိုတို့ရဲ့အမြင်တွေကိုကောမန့်မှာရေးသားပေးခဲ့ကြပါအောင်အခုလိုမြန်မာနောက်ဆုံးရထူးခြားဖြစ်မှန်သတင်းတွေကိုချက်ချင်းသိရအောင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်သွားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာအားလုံးဆုံတွေ့ပါမယ်